တခါကချမ်းသာတဲ့တထေးတစ်ယောက်ဟာရွှေတွေအပြည့်ပါတဲ့အိတ်တအိတ်ပျောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူတေချာသိနေတဲ့အချက်တစ်ချက်ရှိတယ်။ဒါကတော့သူ့ရဲ့အစေခံ10ယောက်ထဲကတယောက်ယူသွားတာပဲဆိုတာပါပဲ။သူကအစေခံတွေကိုတယောက်ချင်းစီစစ်မေးခဲ့ပေမဲ့ဘယ်သူမှဝန်မခံခဲ့ပါဘူး။ဒါကြောင့်သူတို့ကိုတရားသူကြီးစီခေါ်သွားခဲ့ပါတယ်။တရားသူကြီးကအကြောင်းစုံကိုတိတ်တဆိတ်နားထောင်ပြီးနောက်အစေခံတွေကိုအရွယ်အစားပုံမှန်တံအတိအကျတူညီတဲ့တစ်သားတို့တစ်ချောင်းစီပေးလိုက်ပါတယ်။ပြီးတော့သူကဒီတုပ်တွေကိုအိမ်ယူသွားကြ။ဒီတုပ်တွေကမှော်ဝင်နေတယ်။ဒီညမှာတကယ်တခိုးရဲ့တုပ်ကတလက်မပူရှည်လာလိမ့်မယ်။မနေ့ပြန်ကြရင်ပြန်ယူလာခဲ့ကြလို့ပြောလိုက်ပါတယ်။အစေခံတွေလည်းပြန်သွားကြပါတယ်။အဲ့ဒီညမှာတော့လူတစ်ယောက်ဟာအိတ်လို့မရခဲ့ပါဘူး။သူ့ရင်တွေအယမ်းခုန်နေပြီးစိတ်ထဲမှာလည်းအကြောက်တရားတွေဖုံးလွှမ်းနေပါတယ်။အဲ့ဒီအချိန်မှာပဲသူအကြံတစ်ခုရသွားတယ်။အခုငါတုပ်ကိုတလက်မလောက်ဖြတ်လိုက်ရင်မနေ့ကျတဲ့အခါပုံမှန်တိုင်းပြန်ရှည်လာပြီးဘယ်သူမှသိမှာမဟုတ်ဘူးလို့တွေးပြီးတုပ်ကိုဖျက်ပစ်လိုက်ပါတယ်။မနေ့မိုးလင်းတော့အစေခံအားလုံးပြန်ရောက်လာကြတယ်။တရားသူကြီးကတုပ်တွေကိုဘေးချင်းရှင်ပြီးတိုင်းကြည့်တဲ့အခါတုပ်ကိုချောင်းကအတိအကျတူညီနေပေမဲ့တစ်ချောင်းကတော့တလက်မတူနေခဲ့ပါတယ်။တရားသူကြီးကအဲ့ဒီအစေခံကိုလက်ညှိုးထိုးပြီးမင်းကတခိုးပဲ။ဘာလို့လဲဆိုတော့တကယ်မရှိတဲ့အံ့ဖွယ်မှုတစ်ခုကိုအဖြစ်ရှိတဲ့သူကသာဖုံးကွယ်ဖို့စူးစမ်းမှမို့လို့ပဲလို့ပြောလိုက်ပါတော့တယ်။